Toyota Kluga ဖြစ်ပါတယ်ဟုတ်ကဲ့ဒီကောင်လေးက model လေးကတော့2005 model ထွက်တယ်ပေါ့နော်2005 model ဖြစ်ထွက်တယ်first owner နာမည်ပေါက်ကိုမှ2028 3လပိုင်းထိကျွန်တော်တို့ဟိုပါပေါ့နော်license ဝင်ထားပြီးသားဆို license အသစ်ပေါ့နော်ဦးစန်းထုံးနာမည်နဲ့ပေါ့နော်ဆိုတော့ကားလေးတော့ကျွန်တော်တို့ first owner ဖြစ်တဲ့အတွက်ကားတော့တော်တော်လေးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဈေးနှုန်းလေးကတော့ပိုင်ရှင်ကတော့ကျွန်တော်တို့1450တဲ့ဆိုပြီးတော့ကျွန်တော်တို့ဒီမှာအယောင်းလာရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပိုင်ရှင်နဲ့ကျွန်တော်တို့နိုင်ဝက်လောက်စကားပြောလိုက်တယ်ဟိုဖြစ်တဲ့ဈေးလေးတစ်ခုရယ်ကားကတော့ဘာမှပြောစရာမလိုဘူးဆိုပေမဲ့ကျွန်တော်တို့အောက် TV လေးဖြစ်နေတဲ့အတွက်ဈေးလေးကျွန်တော်တို့တစ်ဖြတ်ပေါ့နော်ဝယ်ယူပြီးတော့ကျွန်တော်တို့တစ်ဖြတ်စစ်ပေးထားတယ်ပေါ့နော်အခုကျွန်တော်တို့ final ကျွန်တော်တို့တင်သွားတဲ့ဈေးကတော့1396သိန်းပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ S4C ကနေပြီးတော့အယောင်းတင်ပေးထားပါတယ်အယောင်လေးကတော့ဟိုပါပေါ့ခဲမဲပေါ့နော်ခဲမဲခေါ်မလားခိုးပြခေါ်မလားဆိုတော့အဲ့ကာလာထဲမှာသွားမယ်first owner နာမည်ပေါက်ကိုမှကားလေးကအော်ဈေးလေးတော်တော်များများလေးကြံတယ်အယိုးအစစ်အထိခိုက်လေးတွေမရှိဘူးနံပါတ်4ကတော့ 1J 2002ပေါ့နော်နံပါတ်လာတယ်လို့ပြောလို့ရတဲ့ connection ထဲမှာပါတယ်2.4 ကို2V ပေါ့နော်2.4 2V ကိုမှကျွန်တော်တို့အောက် TV လေးဖြစ်တဲ့ဟာလေးတစ်ခုလေးတော့ရှိတယ်ပေါ့နော်ဆိုတော့ဟိုကနောက်တာယာတွေကလုံးဝအသစ်ဆက်ဆက်ကြီးကိုကြံသေးတယ်ကျွန်တော်တို့ဟိုပါပေါ့ခဏနေဒိတ်ကပဲရတော့ကြည့်ဒိတ်ကအတွင်းထဲမှာတူပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါနောက်တာယာလေးဆိုရင်လက်ရှိအမြင်ရတော့တော်တော်လေးအထူကြီးကြံသေးတယ်ပေါ့နော်ကျွန်တော်ပတ်လည်လေးကျွန်တော်ပြပေးပါမယ်ဗျာကလူကာတွေကရှာနေတယ်ဆိုရင်နံပါတ်မြင့်တယ်ဟိုဟာပေါ့နော်ဟို model 1005ပေါ့ဒီကောင်ကျွန်တော်တို့ဟိုပါပေါ့နော်ဟိုကနဦးသွင်းနေတာသူကဟိုဟာ 4P နဲ့သွင်းထားမိထားတဲ့အတွက်မို့လို့ဒါဟိုဟာဖြစ်တာတကယ်တမ်းသူအနောက်မှာသူထိုင်ကုန်အရာလေးတွေဗာလေးလည်းပါတာပေါ့နော်ဆိုတော့ခုံ3တန်း normally ကတော့1005ဆိုရင်တော့ဟိုဟာခုံ3တန်းဖြစ်ကြတယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့သူတို့ခုံ3တန်းနဲ့မဟုတ်ဘူးခုံ2တန်းနဲ့ပေါ့နော်ခုံ2တန်းပဲပါတယ်ဆိုတဲ့ဟာလေးတစ်ခုဖြစ်တယ်ပေါ့အဓိကတော့ဟိုစိတ်ဝင်စားဖို့ကောင်းတာကနံပါတ်1တစ်ချက်ကကားလေးက TikTok connection နဲ့ဝင်တာလေးတစ်ခုရှိတယ်နံပါတ်2ကကြတော့ဟိုဈေးပေါ့နော်ဈေးဒီကလူက1005လောက်ဆိုရင်အောက်ထစ်ကတော့15တို့14ခွဲ15ခွဲအလောက်မှာပေါ့နော်ဆိုတော့ဟိုကလူက group တွေမှာလည်းဝင်ကြည့်လို့ရတယ်ဘာဖြစ်လို့ဈေးပေါ်နေတာလဲဆိုတော့ကျွန်တော်တို့ S4C မှာအယောင်းတင်တာမဟုတ်လို့ဈေးပေါ်နေတာဟိုပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျတော့ဖြစ်တဲ့ဈေးပဲကျွန်တော်တို့တင်ပေးတယ်ရောင်းကျင်တဲ့သူကဝယ်နေတဲ့သူဓာတ်ရိုက်ကိုကျွန်တော်တို့ဂျားထဲကနေပြီးတော့ဝန်ဆောင်မှုပေးတဲ့ဟိုပါပေါ့နော်ဟိုလုတ်ပေးတာမျိုးဖြစ်တဲ့အတွက်ဈေးကိုဖြစ်တဲ့ဈေးလေးနဲ့ပဲတင်ဖို့ request လုပ်တဲ့အတွက်ဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒါကတော့ဟိုပါပေါ့နော်နောက်ရင်းလေးတွေပါတယ်ဒါတော့ဟိုပါပေါ့အနောက်ကသူ့ရဲ့ဟိုပါပေါ့နော်နောက်ခန်းတွေဘာတွေလဲအဆင်ပြေတယ်ပေါ့နော်နောက်ခန်းတွေဘာတွေလဲတော်တော်လေးပေါ့နော်လုံးဝအော်ဈေးတိုင်းအကုန်ကျန်သေးတယ်ပေါ့နော်ဟိုဟာပြီးတော့အဓိကတော့ကျွန်တော်တို့နှက်ဖြုတ်နှက်တက်တွေပေါ့နော်အဖြုတ်တက်တွေမရှိဘူးဒီကျွန်တော်တို့တကားပေါက်တွေပါချမ်းတွေပြီးတော့ပတ်လေပေါ့နော်ဒီအရှိဒီစက်ခန်းတွေပေါ့နော်လုံးဝအဖြုတ်တက်မရှိဘူးအော်ဈေးတော်တော်လေးကျန်တယ်ဗျဟုတ်အော်ဈေးတော်တော်ကျန်တယ်ပြောမယ်ဆိုရင်တော့ကလူကာထဲမှာတော့ TikTok connection ထဲမှာပါတယ်ဗျဟုတ်ကားလေးရတော့လေကျွန်တော်တို့ကြည့်တာTikTok connection ထဲမှာပါတယ်ပြောစရာဆိုလို့အဲ့တခုပဲဟိုဟာပေါ့နော်အောက် TV လေးဖြစ်သွားတာတခုပဲလက်ရှိကျွန်တော်ဒီမှာပါချမ်းလေးကျွန်တော်ထပ်ပြပေးမယ်ဗျနော်ဒီမှာပါချမ်းလေးဝင်းအဖြုတ်တက်မပါဘူးပြီးတော့နော်ဒီမှာအပေါ် TV အောက် TV ချိန်မလားဒါမှမဟုတ်တချို့ဟိုဟာပေါ့နော်အကြီးပြန်ထည့်မလားပေါ့နော်အဲ့ဒါမျိုးထည့်မယ်ဆိုရင်တော့ရတာပေါ့နော်ဆိုတော့အဓိကဒီကောင်ကတော့ဟိုဟာဖြစ်တယ်ပေါ့ဟိုဟာလေအောက် TV လေးဖြစ်သွားတာတခုလေးပေါ့နော် S package STIN up down လေးတွေပါမယ်ပေါ့နော်ဆိုတော့ကျန်တာလည်းတော်တော်လေးသာနာလေးရှိသေးတယ်ဗျဟုတ်ဒီကျွန်တော်တို့ဟိုစက်ခန်းလေးကျွန်တော်ဆက်ပြပေးမယ်ဗျဟုတ်စက်ခန်းလေးမှာဆိုရင်လည်းကျွန်တော်တို့လက်ရှိဒီဟိုဟာလေးတွေနှက်တွေအဖြုတ်တက်မပါဘူးဘောနဖုံးပေါ့နော်ဘောနဖုံးနှစ်ဖက်လုံးနော်အဖြုတ်တက်မပါဘူးပြီးတော့ကျွန်တော်စက်ခန်းနေဆိုရင်လည်းဒီချိုင်းနေနောက်ကျွန်တော်တို့ဒီ short bar ထိုင်နေဒီကိုဆင်းလာတဲ့ဒီဟိုဟာဒီဘေးပါချမ်းဟိုဟာတွေရောအရှိဒီတန်းကြီးအထောင်တန်းနေနော်ဒီတန်းကြီးထောင်တန်းနေပြီးတော့ဒီဘက်ချမ်းလက်မောင်းတန်းနေပြီးတော့ဒီကိုဆင်းတဲ့ဟိုဟာဒီတန်းကြီးအထောင်တန်းနေပေါ့နော်ဆိုတော့ဒါတွေအားလုံးအော်အတိုင်းအကုန်ရှိတယ်ဗျဟုတ်ကားလည်းဟိုဟာပေါ့နော် first owner လို့ပြောရလောက်အောင်ကိုကားလေးလည်းတော်တော်လေးဟ
ကြံသေးတယ်ပေါ့နော်ကြံသေးတယ်နံပါတ်လေးလှတယ် model လေးညှင့်တယ်1005ဖြစ်သွားတယ်ပေါ့နော်ကဲဒီကောင်လေးကကျွန်တော်တို့ S4C မှာကားလေးလာထားတယ်ပေါ့နော်ထားရတယ်ဆိုတော့ကားလေးကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ S4C Automobile ကိုဖုန်းလေးဆက်ပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်ဈေးနှုန်းလေးကတော့1450ရနေပြီးတော့ကျွန်တော်တို့ညှိနှိုင်းလိုက်တာပိုင်ရှင်နဲ့တစ်ဖြတ်ပေါ့နော်1399သိန်းပညှိနှိုင်းလေးနဲ့ကျွန်တော်တို့ရောင်းချပေးမှာဖြစ်ပါတယ်စီးမဲ့သူဆိုရင်တော့တကယ်တန်ပါတယ်ဘာဖြစ်လို့ဆိုတော့တစ်ချက်ကားဒီ TikTok connection ထဲမှာပါတယ်နှစ်တစ်ချက်ကားဒီ1005 model ဖြစ်သွားတယ်ပေါ့နော်ခုံကတော့2တန်းပဲ3တန်းတော့မဖြစ်ဘူးပေါ့နော်ဆိုတော့model မြင့်မြင့်နဲ့ကိုစီးလို့ရတဲ့ connection ပေါ့နော်ဆိုတော့ကျွန်တော်တို့ S4C မှာတော့ထုံးစံအတိုင်းပဲငွေစဉ်ရမယ်ငွေချမ်းကားတန်မိုး20ရာခိုင်နှုန်းကျွန်တော်တို့ခြံပေးတယ်အဲ့ဒါမှမဟုတ်ဘူးဆိုရင်ဘန်ချိတ်အရစ်ကြကျွန်တော်တို့finance ချိတ်ပေါ့နော်အဲ့ဒီကျွန်တော်တို့ချိတ်ဆက်ပြီးတော့ရောင်းပေးလို့ရပါတယ် 1G 2000နဲ့ပါကားလေးတော်တော်လေးကောင်းပါတယ်ခင်ဗျာကျွန်တော်တကယ်ပဲသုံးမဲ့သူလက်ထဲကိုရောက်စေချင်ပါတယ်ကားလေးအရန်ကောင်းတဲ့အတွက် first owner နံပါတ်ပေါက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်